ကဲဒီစချိန်မှာတော့ကျွန်တော်ကကနန်းထွက်တော့မှာဆိုတော့ကျွန်တော်တင်ပေးလိုက်ပါမယ်ပေါ့။သူများနဲ့တော့တိတ်မတူဘူး။ဘာဖြစ်လဲဆိုတော့ဒီကျွန်တော်အရင်ဗီဒီယိုတွေပြတဲ့ဒီ6ခုနှစ်ကီးရယ်ဒီနေ့6ကီးရယ်အဲ့ဒီ919ကီးတွေရယ်45ကီးတွေအဲ့ဒီ948ကီးရယ်အကောင်တွေကိုကျွန်တော်စုပေါင်းလိုက်ရပေါ့948ကီးရယ်ကျွန်တော်နီးတွေတော့အများကြီးပဲအဲ့ဒီကျွန်တော်စုပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်ဘာရလဲဆိုတော့နှစ်3တစ်လုံးလာပေးရမယ်ပြီးတော့59တစ်လုံးရယ်948တစ်လုံးရယ်ဘလူကစားလဲဆိုတော့နှစ်3တစ်လုံးကို5948နဲ့တွဲပြီးထွက်မယ်ပေါ့အတွဲဖြစ်မှာပေါ့ကျွန်တော်အကြိုက်တွဲရဒီနှစ်တွဲပေါ့ကျွန်တော်တစ်လုံးပြောင်းနေတင်မနေတော့ဘူးပေါ့ဒီအချိန်မှာနှစ်3တစ်လုံးတည်းလာမယ်9ရယ်9ရယ်8ရယ်4ရယ်အထက်ကတစ်လုံးမဟုတ်ဒါမှမလုံးဒီထဲလာမယ်တွဲပြီးလာမယ်ပေါ့တွဲပြီးကြကျွန်တော်ဒီအတွဲတွေပြကစားရှင်ဒီတွဲထဲတွဲကစားကြပါ9နှစ်9 3 9နှစ်9 3 8နှစ်8 3 4နှစ်4 3ဒီအတွဲထဲနေကြပါမယ်အတွဲများတယ်လို့တော့လာမပြောပါနဲ့တချို့ဆရာတွေ1ချိန်4 5ခု3 4ခုပြီးတာအောင်မှ1ချိန်တစ်လုံးမှာအတွဲ3ခုရှိပါတယ်1ချိန်2ခုဆိုရင်6ခုရှိပါတယ်1ချိန်3ခုဆိုရင်တွဲလုံး9ခုရှိပါတယ်เนาะကျွန်တော်ကနှစ်4 8လုံးပဲပေးပါတယ်တွဲလုံး8လုံးပဲပေးတာပါဒီ8လုံးထားနေပဲထွက်ပါမယ်ဒီကောင်ကျတော့ရန်တွဲနေနဲ့ကျွန်တော်ရေးပြပေးတာနှစ်8နှစ်8 3 8နှစ်4 3 4 9နှစ်9 3ဒီကောင်က4နှစ်4 3တွေဒီအောက်က3တွဲဒီရန်တွဲတွေပါဒါပေမဲ့ကျွန်တော်ကကြိုက်ပါကျွန်တော်အကြိုက်ဆုံးတွဲက9နှစ်9 3တွဲပါ9နှစ်9 3တွဲပရိရရင်ပရိနဲ့ကပ်ပေါက်ပါပြီပရိရရင်ပရိကပ်လုံးပိုင်ရရင်လုံးပိုင်ကပ်ပေါ့ကျွန်တော်8လုံးပိုင်လည်းရှိပါတယ်8လုံးပိုင်နဲ့ကပ်လိုက်တော့8 9နှစ်ရ8 5 3ရပေါ့ဒီနှစ်ကွက်ကျွန်တော်ကြိုက်နေပါတယ်မောကြလေးမိတ်ဆွေလိုက်ထိုးလို့ရပါတယ်